သူတောင်းစားတယောက်ဟာနေတိုင်းလမ်းမပေါ်မှာလှပပြူမိတဲ့မိန်းကလေးတွေကိုရှာပြီးသူ့အိမ်ကမြေအောက်ခန်းစီလာလေဖို့ဖိတ်ခေါ်လေးရှိတဲ့မိန်းကလေးကရိုရှာမုန်းတီးတဲ့မျက်နှာနဲ့ညင်းပယ်တဲ့အခါတိုင်းအဲ့ဒီသူတောင်းစားကနာနာကပ်ပြီးစကားအနှဲငယ်တိုးတိုးလေးပြောလိုက်တဲ့ထူးဆန်းတာကအဲ့ဒီမိန်းကလေးဟာနားထောင်ပြီးတာနဲ့သူ့နောက်ကိုစိတ်လိုလက်ရအိမ်ထိလိုက်သွားတော့တာပဲပို့ပြီးထူးဆန်းတာကတော့အဲ့ဒီမိန်းကလေးတွေဟာအရင်ကဘလောက်ပဲမာနာကြည့်ပြီးအေးဆက်နေပါစေမြေအောက်ခန်းကိုတွားကြည့်ပြီးတာနဲ့သူတောင်းစားအပေါ်အရာရာယိုကျိုးနာခံပြီးတလားတိတိအစေခံတယောက်လိုပြုစုလုပ်ကြွေးကြတာပါပဲသားဖြစ်သူဟာဒါတွေအားလုံးကိုမျက်ဝါးထင်ထင်မြင်နေရပေမဲ့သူ့အိမ်ကမြေအောက်ခန်းထဲမှာဘာလို့ဝက်ချက်တွေရှိနေမှန်းမသိခဲ့ဘူး။သိကျင်စိတ်ပြင်းပြပြင်းနဲ့သူဟာမြေအောက်ခန်းစီတိတ်တဆိတ်သွားပြီးအထဲကိုချောင်းကြည့်တဲ့အခါဖခင်ဖြစ်သူမိသွားပြီးတကားအပြင်ဘက်ကိုဆွဲလွှင့်ပစ်လိုက်တယ်ပြီးတော့သူအိမ်တော်မပြုတ်ခင်အထိဒီဝင်းထဲကိုမလာဘူးနဲ့အထူးသဖြင့်မြေအောက်ခန်းသားမကပ်ဖို့ပြင်းပြင်းထန်ထန်တတိပေးခဲ့တဲ့မျက်စိတမိတ်တွင်းမှာပဲ73နှစ်ကြာသွားပြီးအရင်ကကောင်းလေးဟာလူလားမြောက်လာခဲ့ပြီးဒီနေ့မှာတော့သူဟာတက်တိမွေးပြီးသူနှစ်တက်ရတဲ့နတ်ဖျားမလေးကိုဖွင့်ပြောခဲ့ပေမဲ့တစ်ဖက်လူရဲ့စော်ကားရှက်ခွဲတာကိုပဲခံခဲ့ရတယ်သူကလက်ပြကစွန်းနှက်ခမ်းလန်းခြင်းနဲ့ဖားသူငယ်မှာပဲတဲ့ဒီစကားတွေဟာမျှတစင်းလိုပဲကောင်းလေးရဲ့နှလုံးသားကိုစိုက်ဝင်သွားခဲ့တယ်ရုပ်လဲဆိုဆင်းလဲဆင်းရဲတဲ့သူ့ဖေကြတော့ဘာလို့နေတိုင်းမိန်းကလေးအလှလေးတွေနဲ့အတူရှိနေပြီးသူကြတော့ဘာလို့ရည်စားတယောက်တောင်ရှာမရမှန်းသူနားမလဲနိုင်ဖြစ်နေခဲ့တယ်ဒီနေ့မှာတော့မိန်းကလေးတယောက်ရောက်နေတာရက်ပေါင်း3ဆက်ပြည့်သွားခဲ့ပြီးဖခင်ဖြစ်သူကအမွှေးတိုင်တိုင်းစာအချိန်ပေးပြီးပစ္စည်းတွေအမြန်သိမ်းကထွက်သွားဖို့ပြောတယ်ဒါပေမဲ့မြေအောက်ခန်းထဲမှာဘာဆွဲဆောင်မှုတွေရှိနေလဲမသိအဲ့ဒီမိန်းကလေးဟာတစ်သက်လုံးအစိခံဖြစ်နေထိုင်ခွင့်ရဖို့ပဲတောင်းပန်နေပြီးကြံရစ်ခွင့်တောင်းဆိုနေခဲ့တယ်ငါအချိန်အတော်ကြာအောင်အကျွေးတင်ခဲ့ပြီးမင်းကိုငါညှင်းငွေ့နေပြီးအမွှေးတိုင်မကုန်ခင်ဒီကနေထွက်သွားပါကောင်းလေးဟာဒီမြင်ကွင်းကိုကြည့်ပြီးမခံစားနိုင်တာကြောင့်မိန်းကလေးစီသွားပြီးအဖေဖြစ်သူဟာအမြဲတမ်းတစ္ဆန်းတာကိုပဲမမောတတ်သူမှုသူထွက်သွားရင်အဖေကနောက်ထပ်တစ်ယောက်ကိုချက်ချင်းရှာဦးမှာပါဒီလိုလူမျိုးအတွက်ငိုနေရတာတန်ဖိုးမရှိပါဘူးလို့နှက်သိမ့်ပေးခဲ့တယ်ဒါပေမဲ့မိန်းကလေးဒါတွေကိုလုံးဝဂရုမစိုက်ဘူးသူနေခဲ့ရဖို့အတွက်ပစ္စည်းသိရင်ကောင်းလေးနာကိုတမင်တကာချိတ်ကပ်ခဲ့တယ်ကောင်းလေးသူ့အလှမှာလုံးဝနှင်းမျောသွားတဲ့အခါသူကမြေအောက်ခန်းထဲကိုနောက်တစ်ခေါက်လောက်လိုက်ပို့ပေးဖို့ကောင်းလေးကိုအဆိုပြဘသူကတိမှလဲဒီစကားထွက်လာတာနဲ့ကောင်းလေးကချက်ချင်းညင်းပယ်လိုက်တယ်အဖေကအဲ့ဒီမြေအောက်ခန်းသားမကပ်ဖို့အပြတ်တက်တားမြစ်ထားတာကိုတိနေလို့ကူညီချင်ရင်တော့သူမတက်နိုင်ဘူးလေမင်းကအဲ့ဒီမြေအောက်ခန်းထဲကိုဒီလောက်တောင်ဝင်ချင်နေရအောင်အဲ့ဒီထဲမှာဘာတွေရှိနေလို့လဲငါ့ကိုသတိလေးပါလေးပေးပါဦးကို့အိမ်ကမြေအောက်ခန်းထဲမှာဘာရှိလဲဆိုတာကိုယ်တိုင်မသိဘူးလားရှင်ကသူ့သားအရင်ကောဟုတ်ရဲ့လားဒီအချိန်မှာတော့ကောင်လေးရဲ့မြေအောက်ခန်းပေါ်တိကျင်စိတ်ဟာထိတ်ဆုံးကိုရောက်သွားခဲ့ပြီးအကယ်၍သူသားနတ်ဖျားမလေးကိုမြေအောက်ခန်းထဲလိုက်ပို့ပေးနိုင်ရင်ထိုမိန်းကလေးဟာလည်းတခြားမိန်းကလေးတွေလိုပဲသူ့ပေါ်အရာရာယူကျိုးနာခံလာမလားလို့သူတွေးမိတယ်ဒါနဲ့ပဲသူဟာမြေအောက်ခန်းတကားဝမှာစောင့်နေပြီးအဖေကိုမြေအောက်ခန်းရဲ့လှုပ်ဝက်ချက်အကြောင်းအပြတ်မေးဖို့ရည်ရွယ်လိုက်တယ်မကြခင်မှာပဲဖခင်ဖြစ်သူဟာအတစ်ဆက်ဆက်ခေါ်လာတဲ့မိန်းကလေးကိုအိမ်ဝင်းထဲခေါ်လာခဲ့တယ်ကောင်လေးကတကားဝမှာထိုင်နေတာကိုမြင်တော့အဖေဖြစ်သူကချက်ချင်းပဲဒေါသအိုးပေါက်ကွဲတော့တာပဲငါမင်းကိုဒီဝင်းထဲမလာနဲ့လို့မပြောထားဘူးလားမင်းကိုငငယ်ကလေးကပြောခဲ့တဲ့စကားတွေကိုနားထဲကလေလိုပဲသဘောထားနေတာလားဒီအချိန်မှာကောင်လေးလဲဘာကူမှဂယုမဆိုင်နိုင်တော့ဘူးရွာထဲကရွယ်သူတွေအားလုံးအိမ်အောင်ကြကုန်ကြပြီးသူတယောက်ပဲအထီးကျန်ရစ်ခဲ့တာဒီလိုဖြစ်နေမဲ့အစာကောင်းကင်တန်ခတ်လို့ပဲအသေးခံလိုက်တော့မယ်ဖခင်ဖြစ်သူကသူ့ရဲ့ပြတ်သားမှုကိုမြင်တော့အရင်ကနဲ့မတူပဲထူးထူးခြားခြားလိုက်ဖို့သဘောတူလိုက်တယ်ကောင်လေးဟာဝင်းထဲကိုလှမ်းဝင်လိုက်ရုံရှိသေးပြန်ပြီးဝေခွဲမရဖြစ်လာတဲ့ဒါပေမဲ့နတ်ဖျားမလေးကနေခင်းကသူ့ကိုစော်ကားခဲ့တာကိုပြန်တွေးမိသွားတယ်အမလေးရှင်ဖွင့်မပြောခင်အရင်ဆုံးကိုရုပ်ကိုမှန်နဲ့ပြန်ကြည့်ပါဦးအဲ့ဒီမိန်းကလေးတွေမြေအောက်ခန်းထဲကထွက်လာပြီးတာနဲ့ငါ့အဖေပေါ်ဘာလို့အရာရာယူကျိုးနာခံသွားရလဲဆိုတဲ့အကြောင်းရင်းကိုတိမတာရှောင်းရီကငါ့ကိုအထင်ကြီးမှာရှောင်းရီငါနဲ့အတူရှိမှာရှိရတဲ့နတ်ဖျားမလေးကိုအမြန်ဆုံးလက်ထပ်နိုင်ဖို့နဲ့မြေအောက်ခန်းနောက်ွယ်ကလှုပ်ဝက်ချက်ကိုရှာဖွေဖို့အတွက်ကောင်လေးဟာမြေအောက်ခန်းရှိကိုပြက်ပြက်တသားပဲရောက်ရှိလာခဲ့တယ်။သူမသိ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 တယ်။ဒါကတော့